လူကြီးမင်းတို့ခုမြင်တွေ့နေကြတာတော့လူရိုင်းမျိုးနွယ်စုမဟုတ်ပါဘူး။သဘာဝတရားကိုသာကိုးကွယ်တဲ့တန်ဇန်နီးယားနိုင်ငံမြောက်ပိုင်းကတိုင်းရင်းသားတွေပဲဖြစ်ပါတယ်။သူတို့ဟာခေတ်သစ်ကလူတွေနဲ့နှီးစပ်မှုရှိပေမဲ့ဘလို့ထူးခြားသောပြုမှုနေတိုင်းတက်လဲဆိုတာကိုကျွန်တော်ဒီကနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ရင်ဆုံးစီစဉ်လေးမစတင်ခင်ဘုသူတအနေနဲ့ထူးခြားအံ့ဖွယ်ကြောင်းရာတွေကိုရှာဖွေတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားကြပါဦးနော်။ Rabbit, oh my God, come! I သူတို့ရဲ့ဘာသာစကားကကမ္ဘာခက်ဆုံးဘာသာစကားလို့ပြောလို့ရပါတယ်။အဲ့ဒီသူတို့ကတော့စကားပြောရင်ကလစ်တန်လေးတွေထည့်ထည့်ပြီးပြောတတ်တဲ့ဟာဇယ်လူမျိုးတွေပဲဖြစ်ပါတယ်။ Koba namun kau faya koba ko amatet der koba ichesha koba abida Kota kama ono akana be kwandonya Zata ko kama Shilanga သူတို့ရဲ့ဘာသာစကားဟာကုတ်ဆန်ဘာသာစကားနဲ့ဆင်တူနေပေမဲ့ကလစ်တန်တွေပါဝင်နေတာကြောင့်ထူးခြားတဲ့ဘာသာစကားတစ်ခုလို့ပြောရမှာပါပဲ kukur aku ba kuku ayui muka ba kuku akende sisila kuku akako kuku Te uku te Tete ya mo athone jam Teteသူတို့ရဲ့နေထိုင်မှုကလည်းအမတန်ရိုးရှင်းပါတယ်သူတို့ရဲ့နေအိမ်တွေကိုတစ်ပင်အကိုင်းတွေနဲ့ဖွဲ့စည်းထားပြီးအပေါ်မှာကောက်ရုံးမြင်တွေဖုံးအုပ်ထားတတ်ကြပါတယ်ဒါဟာဒေသရဲ့ရာသီဥတုနဲ့ကိုက်ညီမှုရှိရလားလို့ထင်စရာရှိပေမဲ့သူတို့အတွက်တော့အရန်ကိုရိုးရှင်းပြီးပူပင်ကင်းနေမှုကတော့အထင်ရှားပါပဲ အာဇာတိုင်းသားလူမျိုးတွေဟာမုတ်ဆိုးလုံးနဲ့တစ်သီးတွေကိုခူးစားတတ်ကြပြီးအဲ့ဒါကသူတို့ရဲ့အသက်မွေးဝမ်းကြောင်းတစ်ခုလို့ပြောရမှာပါပဲ။ဘာလို့လဲဆိုသူတို့ကပဝန်းကျင်နဲ့လိုက်ရောညီတွေအောင်နေတတ်ကြပေမဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးအလုပ်တွေကိုမလုပ်တတ်ကြပါဘူး။ Kada ya ko no ko fo ko no ko so no asanena Chu chale ba သူတို့ဟာမဲလိုက်ချင်းကိုရိုးရာတစ်ခုလိုထိမ့်သိမ်းထားတတ်ကြပြီးအစုအဖွဲ့နဲ့မဲလိုက်ထွက်ကြပါတယ်။အစားအစာမျှဝေတဲ့ခါမှာလည်းအားလုံးတန်းတူညီမျှမှုရှိကြပါတယ်။ maka ara mo asha သူတို့ရဲ့လူမှုဖွဲ့စည်းပုံဟာလည်းအင်မတန်ရိုးရှင်းပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့မှာခေါင်းဆောင်တွေအာဏာရှိသူတွေဆိုပြီးမရှိကြပါဘူး။အာဇာလူမျိုးတွေဟာအုပ်စုအဖွဲ့အနေငယ်နဲ့နေထိုင်တတ်ကြပြီးတော့လူတိုင်းကိုတန်းတူညီမျှအလေးထားတတ်ကြပါတယ်။ Okay. အာဇာလူမျိုးတွေဟာဒီဘက်ခေတ်လူတွေနဲ့နီးကပ်စွာဆက်ဆက်နေကြပေမဲ့သူတို့ရဲ့နေထိုင်မှုပုံစံရိုးရာဓလေ့ယဉ်ကျေးမှုတွေကိုတော့အခုထိထိမ့်သိမ်းထားကြပါတယ်။ Na te ya ko kwa me no ta te na ko obe azabe atige pa obe azabe ale be pe ate no ta akaka to ta do o se pa alta ane bai oma o ama ti gondela ka achana kwa icha kwa kona မကြသေးခင်ကအစိုးရနဲ့အရေးချင်းတွေရဲ့မြေယာလူရဲမှုများရှိခဲ့ပြီးအာဇာလူမျိုးတွေရဲ့နေထိုင်မှုပုံစံတွေကိုရှင်းရှောက်ခံရတယ်လို့သတင်းတွေထွက်လာခဲ့ပါတယ်။ပေါင်းကြီးရဲ့ပြောပြချက်တွေအရသူတို့ဟာသူတို့ရဲ့မြေယာတွေကိုကာကွယ်ဖို့နဲ့သူတို့ရဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းဖို့အတွက်ကြိုးပမ်းမှုတွေရှိနေတယ်လို့လည်းဆိုပါတယ်။ Tundoi ma to la de se Okay ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့လူအများစုကတော့အာဇာလူမျိုးတွေဟာလူသားမျိုးနွယ်ရဲ့အခြေကျဆုံးနေထိုင်မှုပုံစံတွေကတစ်ခုဖြစ်တာကြောင့်
သူတို့ရဲ့ယဉ်ကျေးမှုနဲ့နေထိုင်မှုပုံစံတွေကိုယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်တစ်ခုဖြစ်တန်ဖိုးထားရန်လိုအပ်တယ်လို့တိုက်တွန်းမှုတွေလည်းရှိနေကြပါတယ်လူကြီးမင်းတို့အနေနဲ့ဟာဇတ်လူမျိုးတွေအပေါ်မှာအခုလိုလောရတွေပေါ်ဘယ်လိုထင်မြင်မိလဲဆိုတာ comment မှာပြောသွားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်အခုတင်ဆက်ပေးခဲ့တဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like လေးတစ်ချက်လောက်နှိပ်သွားခဲ့ကြပါဦးနော်Ini